ဘုံရှင်မဟောရခင်ဘဝကမေတော်တဏုတိတနတအမှုချ၍စစ်ကြောဝလာတသောမှာကြွလာတော့နတ်ပေါင်းကိုတောင်ရင်းသားနတ်ပြည်ပေါ်ဝါရင်းသုံးလပတ်လုံးအဘိဓမ္မာတရားတော်ဟောကြားတော်မူပြီးလူကြီးခရီးသင်္ကတတကူကြီးစေတဝန်ကြောင်းတော်နတ်မြမပေါင်းချမ်းရကတော်ရွှေဆောင်နဲ့ငွေဆောင်နဲ့ဗရေများဆောင်နဲ့မှာကြွချီလဲစီမီအောင်ပြတရင်ကျွတ်တော်တောင်ရင်းသာမွေလွေပြောင်းမြင့်မှုပွဲချိန်လိုက်တဲ့နာမြရည်နဲ့နာအိုင်မင်းကနာလူပြည်လူရွာဝရိနဲ့ပမာတမြအင်္ဂလျန်ကအပါစီမီအောင်ပြတရင်ကျွတ်တော်